အလုံးမဲ့မင်္ဂလာပါရှင်ဒီနေ့မှာလည်းဆရာကြီးညီညီနိုင်ဘာသာပြန်ရေးသားထားတဲ့ဒေးခါနေကြီးဤ9မိနစ်အထောက်ပတ်တွေများဆိုတဲ့စာအုပ်လေးတွေကနေပြီးတော့မှဘာမတီအာနီဖွားပြီမို့စာမေခွန်ခင်ပဲဆိုတဲ့ဆရာကြီးရဲ့အထောက်ပတ်တွေလေးကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်တနအီမိုင်300နှုန်းပထမဦးဆုံးစံချိန်တင်ခဲ့သောပြင်ကားချန်ပီယံတောနဲ့ကြီးထဲမှာတော်မီနဲ့အပြေးပြင်ခဲ့တဲ့တိတ်ငှက်လိုလူပင်လေဓမြရနာသိတ်ကြီးကိုအပြင်းပြေအပျော်တမ်းလိုက်ရှာခဲ့သူအင်ဒီရစ်ခင်ဘာကေအကြောင်းရင်းရင်းမှာစာမခွန်ခင်ဘဲကိုတတိယလိုက်မိသည်အကြောင်းမူညစာစာပွဲတစ်ခု၌ကျွန်တော်သည်ထိုပုဂ္ဂိုလ်2ယောက်ကြားတွင်မမရရထိုင်ခဲ့ရသောကြောင့်ဖြစ်၏သူတို့2ယောက်စလုံးလူရိုးလူအေးများဖြစ်ကြပြီးစကားကိုတိုးတက်တာပြောတတ်ကြတာချင်းလဲတူသည်အမြန်နှုံးပြိုင်စတန်းဆိုလဲသူမတူအောင်အစွမ်းပြနိုင်သောကားတည်းလေတည်းများဖြစ်ကြပုံချင်းလဲတူနေပါ၏သို့ပေမဲ့ခြားနားချက်လေးတစ်ခုနှစ်ခုတော့ရှိသည်ဟုဆိုရပါမည်ကျွန်တော်သိသလောက် Rick Kim Baker သည်ပထမဦးဆုံးပြိုင်ပွဲကိုဝင်ခဲ့ရခြင်းမှာငွေလိုလို့ဖြစ်၏ဒါဖြင့် Kim Baker ရောဘယ်လိုပါလဲ Kim Baker ကတော့တဘဝစာပူစရာမလိုသောတထေးသားတယောက်ငွေကိုရေလိုသုံးနိုင်၍ငွေရေးကြေးရေးလုံးဝကြည့်ရမစိုက်ဘာအတွက်တက်ဆဆွမ်းပြဝင်လောက်ခဲ့ရတယ်လေကြော်ကြခြင်းလို့လားချီးမွမ်းခံခြင်းလို့လားမဟုတ်ပါဘူးတဲ့သူကကောင်းခါပြရင်ပြောခဲ့သည်တကယ်တော့ဝါသနာပါလို့အပြော်တက်လောက်ခဲ့တာပါဆိုပဲဒီနောက်အင်ဒီရစ်ခင်ဘာကေဗတ်လှည့်ပြီးမေးကြည့်မိသည်ဆာမဲခွန်ပြိုင်ပွဲဝင်နေစဉ်အတွင်းဖုန်ထောင်းနဲ့ကြက်တခွန်းတစ်ခုလိုအမိတမ်းပြီးကားရောလူပါပျောက်ခမန်းလို့အမြန်နှုံးဖြင့်တော်ဝေါပတ်မောင်းနေသည်ကိုကြည့်ပြီးဘယ်လိုများခံစားမှုပါတလဲလို့ကျွန်တော်အမေမဆုံးခင်သူကိုယ်တိုင်ကားပြိုင်ပွဲပေါင်း200ကျော်ဝင်ပြိုင်ဖူးသောဝိုင်းရင်ကားပြိုင်သမားဖြစ်သည့်အက်ဒီကပခုံးတွေ့မြင်ဟာသူ့လိုလူမျိုးတော့ကျွန်တော်တခါမှမတွေ့ဘူးသေးပါဘူးသူ့လိုကြမ်းဖို့ရမ်းဖို့လဲကျွန်တော်ဘယ်တော့မှစိတ်မကူးမိဘူးသူပြိုင်မဲဝင်တိုင်း9ပုံ4ပုံလောက်တေကိန်းနီးနေမှန်းတွက်မိတာကြောင့်ပါပဲမှန်ပါသည်ကျွန်တော်အင်တာဗျူးလုပ်ခဲ့စဉ်ခါလာကစာမဲခွန်ခင်ဘဲလောက်ပြိုင်ကားကိုအမြန်မောင်းနိုင်သောတက်ရှိထင်ရှားလူသားမြကဘာပေါ်မှာမရှိသေးပါသူကတနအီမိုင်300နှုန်းဖြင့်1မိနစ်ကို9မိုင်မောင်း၍နယူးယောက်မှာဆန်ဖရန်စစ္စကိုသို့10နာရီထဲနဲ့အရောက်စံချိန်တင်ခဲ့သည်မဟုတ်ပါလားတခြားပြိုင်ကချန်ပီယံ4ယောက်ဖြစ်သော Lockheed Keach နဲ့ Bicel တို့မှာတနအီမိုင်200ကျော်သာမောင်းနိုင်ခဲ့ကြပြီး4ယောက်စလုံးသည်ကားမောက်၍မရှုမလဇက်သိမ်းခဲ့ကြရရှာပါသည်ခင်ဘတ်တယောက်ထဲကန်ထူး၍သာကြံရစ်ခဲ့တယ်ဆိုရမည်တကယ်လဲသူသည်ကန်ကိုယုံစား၏သူ့နှင့်အများစိတ်ဖို့စိုးရိမ်စိတ်မရှိအလင်းမကြောက်တတ်ပြိုင်ပွဲပန်းဝင်ပြီးအချိန်ဆိုရင်လဲရုံးမအိမ်ပြန်လာတဲ့ပုံစံမျိုးနဲ့ကားထဲမှာအေးအေးဆေးဆေးထွက်နေကြခင်ဘတ်16နှစ်သားအရွယ်သူ့ဖခင်ကိုဆက်ပြီးဝယ်ပေးရန်ပူစာ၏သူ့အဖေကအလန့်တကြားနဲ့ချက်ချင်းဆိုသလိုခင်ဘတ်အားလန်ဒန်မှာနာမည်ကျော်အမခန့်ကုမ္ပဏီကြီးဖြစ်သော Lloyd Bank စရေးအဖြစ်ဝင်လောက်ခိုင်းတော့သည်ဆာမဲခွန်ခင်ဘတ်ကကျွန်တော်ကိုပြောခဲ့ရရင်ဘန်အလုပ်ကိုလောက်တာလောက်ရတော့လဲ2နှစ်တိုင်လက်ခတပြားမှမရဟုဆို၏တတိယနှစ်ကျမှလက်ခအနှဲငယ်ပေးသည်နောက်တော့သူသည်ကဘာကျော် Lloyd Company ကြီး၏ဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်ခဲ့ရတော့သည်သူသည်အင်္ဂလိပ်သတင်းစာတိုက်များသို့ထုတ်ဝေခွင့်အမခံစာချုပ်များထုတ်ရောင်းဖို့အကြံရချိန်၌16နှစ်သာရှိသေးသည်အင်္ဂလန်၏ထုတ်ဝေခွင့်ဥပဒေများကိုအမေရိကန်ပြည်ထက်ပို၍တင်းကျပ်၏မကြမီပင်ခင်ဘတ်၏အကြံအောင်မြင်၍တနင်္ဂနွေလုံးမှသတင်းစာတိုက်ကိုသူထုတ်ဝေခွင့်အမခံ policy ကိုဝယ်ယူခဲ့ကြတော့သည်ထိုအခါသမယမှာတော့သူအသက်သည်22နှစ်ပြည့်ခဲ့ပြီဖြစ်သလိုလူချမ်းသာစည်းဝင်တယောက်ဖြစ်နေလေပြီသူလည်းသူ့ချေသူကိုယ်တိုင်ဆုံးဖြတ်ခွင့်ရပြီးဆိုသည်နဲ့ခင်ဘတ်သည်မော်တော်ဆိုင်ကယ်တွေကားတွေဝယ်၍ပြိုင်ပွဲပေါင်းစုံဝင်ခဲ့ပါတော့သည်သူသည်ပြိုင်ပွဲအတီးတီး၌စံချိန်ချိုးရန်စ조사ရင်းပေါင်9000ကျော်ကိုထုတ်သွင်းခဲ့ရသည်စံချိန်သစ်တင်နိုင်ရေးအတွက်မိုင်ပေါင်း1000ချီ၍မောင်းခဲ့ရသလိုပြည်လန်းတခြား၌ကားဦးနဲ့တင်မင်းမိတ်ဆက်ရမယ့်အဖြစ်မျိုးတိုးခဲ့ရတာနဲ့အကြိမ်ကြိမ်သူသည်ဒိုင်မတ်နိုင်ငံသားမကဆာဟာရသဲကန္နရတောင်အာဖရိကနဲ့ဖလော်ရီဒါကမ်းခြေတို့သို့လည်းရောက်ခဲ့ရ၏
ဒါပေမဲ့သူ့အကြိုက်ဆုံးပြေးလန်းရှိသည့်နေရာမှာဦးတားဖြစ်သည်ဟုဆိုသည်ထိုဒေသမှာရှင်းနှစ်ပေါင်း3သိန်းကျော်ကရေကန်ဟောင်းကြီးများခန်း6ပြေထွက်ပေါ်လာသည့်စားငံမြေများဖြစ်နေ၏စားမြေကမာကျော်၍ရေခဲပြင်တမျှချုံးမနေပါသည်တဲ့တခါတော့ဒိုင်းမန်၌ပြင်မဲဝင်နေစဉ်မိုင်140နှုန်းဖြင့်တဲကြီးမဲကြီးမောင်းလာတော့သူကားသည်8တာယာဒိုင်းခနဲ့ကွဲသွားပါလေရောသူဘလို့မျှမထိုင်နိုင်လိုက်လမ်းဘေးကရဲကြည့်နေသောလူအုပ်ထဲတွန်းဝင်သွားတော့သည်ခလေးတယောက်ကိုအသေးတိတ်မိပြီးလူအုပ်ထဲမှလွတ်ထွက်၍ပြေးလန်းပေါ်သို့ပြန်ရောက်သွားရာကပန်းဝင်ခဲရသည်ဆို၏ဆာမဲခွန်ကသူ့အသေးဆွဲစသားခွမ်းများမှာပထမအဦးဆုံးကဘာစစ်အတွင်းကပင်ဖြစ်ကြောင်းကျွန်တော်ကိုဖွင့်ဟပြောဆိုခဲ့ပါသည်သူသည်လေတရဲဘဝဖြင့်အင်္ဂလန်လေတပ်ကတိုက်လေယာဉ်များကိုမောင်းနှင်ကရေလက်ကြားကိုဖြတ်၍စစ်မြေပြင်သို့သွားခဲ့ရကြောင်းတခါတရံမမောင်းဘူးသောလေယာဉ်များကိုမောင်းရပြီးမရောက်ဘူးသောနယ်မြေများကိုလည်းစန်တဝါဝါဖြင့်ရောက်ခဲ့ရကြောင်းလေကြောင်းတိုက်ပွဲအတွင်းမကြာခဏဆိုသလိုဂျာမန်တိုက်လေယာဉ်များကတင်ကြားထဲမှရုတ်တရက်ဒိုင်မန်ထိုးဆင်းလာခဲ့ပြီးစစ်တနက်တွေဖြင့်ကြီးစံမိုးရွာတတ်သည်လေးနှစ်နီးပါးတိုက်ပွဲဝင်ခဲ့ရပေမဲ့ဒဏ်ရာဆိုလို့အတထောက်စာကလေးမြမရခဲ့တာလဲထူးခြားချက်ပြီးခင်းဘက်ဤတမိုင်းတွင်လောက်သောစွန်စားခန်းကတော့ဆွမ်းမက်ဆရာစာအုပ်တော်အုပ်အဖြစ်သူကိုယ်ရင်ရေးသားခဲ့ပြီးဖြစ်သောကိုခော့ကျွမ်းပေါ်၌ရဝက်ရနာတိတ်ကြီးကိုရှာဖွေခဲ့ခြင်းပါစင်စစ်တော့ပင်လယ်ဓမြအများတိုးဝက်ထားခဲ့သောရှေးဟောင်းရနာတိတ်ကြီးပဲဖြစ်ပါတယ်ကိုခော့ကျွမ်းသည်ကဘာပေါ်တွင်ညီငွေ6ချားဖွဲအကောင်းဆုံးကျွန်းတကျွန်းမင်းဖြစ်သည်ကျွန်းပေါ်တွင်အိမ်တလုံးတက်လီမြမရှိခဲ့သလိုလူရိပ်လူရောင်ဆိုလို့လည်းအစအနမြတွေ့ရမည်မဟုတ်ပါကျွန်းသားတွေသည်အင်ကာရင်ကျင်းမှုထွန်းကားခဲ့ခြင်းကပေါက်ဖွာလာခဲ့သောမျိုးဆက်နွယ်တွေဖြစ်ဟန်တူ၍နောက်ခက်များ၌တောင်ပေါ်ဒေသများ၌ပုံအောင်နေထိုင်လျက်ရှိ၏ညအခါကျမှသူတို့ကပင်လယ်ကမ်းခြေသို့တိတ်တဆိတ်ဆင်းလာတတ်ကြသည်စွန်ပလွန်ပင်အုပ်တွေကိုအကွယ်ယူထားသောသူတို့၏လှုပ်ရှားမှုတွေကလည်းအင်မတန်မှပြည့်သေးတတ်၏လူပြူတယောက်၏မျက်လုံးကလိုက်မမီနိုင်လောက်အောင်ကျွန်းသားတွေကလင်းမြန်ဖြက်လက်လွင်လာသည်ပြီးတော့ပင့်ကူကြီးများကုန်းကနန်းကြီးများကင်းကြီးများပြည့်စိတ်ကြီးများကြီးစိုးထားတဲ့နေမြေရင်ကောင်နဲ့ချင်းရင်းတွေကတဝုံဝုံနဲ့နှင်းညက်မပြတ်မင်းမှုထားတဲ့ကျွန်းပတ်လေပင်လေရေပြင်မှာတော့ငမန်းတွေမြူတူနေပါတဲ့ရတနာတိတ်တူးဖို့လာသောစားမိုက်ခွန်ခင်ဘက်သည်စမ်းချောင်းတစ်ခုနှောက်သို့လိုက်ခဲ့ရမှအကွဲချောင်းရှိသောအေယာမကြောက်တုံးကြီးကိုလိုက်ရှာနေမိသည်ထိုကြောက်အကြောင်းကြီးမှာရတနာတိတ်သို့ဝင်းပေါက်အဖြစ်တန်တိုင်တက်လျှက်ဝက်တကားလည်းရှိထားသည်ထိုတကားနောက်မှာတန်ပေါင်းများစွာတန်သောကြောင်မြတ်ရတနာနှင့်ရွှေတုံးရှည်ခွဲတွေရှိနေပါလိမ့်မည်အလာရင်ဤရတနာတိတ်လိုမျိုးပဲဆိုပါစို့တိုးဖြင့်ခင်မဲသည်စမ်းချောင်းတွေ့သမျှတစ်ခုပြီးတစ်ခုခြေရာကောက်ခဲ့သည်ရေခမ်းနေသောတဲချောင်းတွေပင်မကြံရတောနှစ်ထဲတိုးဝင်ခဲ့သလိုကြောက်ဆောင်အထက်ကိုလည်းကြော်၍တောင်ပေါ်တွေလည်းရောက်ခဲ့ပြန်သည်ဒါပေမဲ့သူစူးစမ်းသလောက်အရာမထင်အမောသာအဖက်ထင်ခဲ့ရသည်တနေ့မြေရင်ကိန်းတော်ကြီးတစ်ခုထဲ၌ဆွထိုးဖြတ်ရင်မျက်စိလဲနေရမှာလေကမြောက်ဘက်မှတက်ခတ်လာသည်ကိုသတိပြုမိလိုက်၏လေသည်လည်းလမ်းပြောင်းနေသောခီးတဲ့အတွက်အားကိုးစရာလမ်းညွှန်တစ်ခုပဲမဟုတ်ပါလောခင်ဘဲနဲ့သူ့အဖော်တပည့်ကမီးရှို့ပြီးထပ်ပေါက်ရှာရန်ကြံလိုက်ကြသည်မီးချဲ၍နီးရမြက်ပင်ကိုမီးတင်လိုက်သည်တမဟုတ်ချင်းမီးတောက်မီးရှင်ကြီးတွေတက်လာပြီးတတော်လုံးကူဆက်သွားသည်တေးရမှကြီးလာကအနီရောင်ဘလူးကြီးတစ်ကောင်ဖြစ်သွားသည်ထိုမှရုတ်တရက်သူတို့ကြောက်လန့်တုန်လို့သွားရတာကတော့မီးကတရှူးတို့တွေ့ရလောင်၍မမျော်လင့်ထားတာတတ်ပို၍ကြောက်မိတ်ဖွယ်ပြန့်နှံ့သွားခြင်းဖြစ်၏အဆိုးဆုံးကသူတို့ဘက်ကပါမီးတောက်မီးရှင်ကြီးတွေကတဟဲဟဲနဲ့ဝါမျိုးလောင်မြိတ်ဖို့ဝိုင်းလာခြင်းပါပဲဒီအရှင်လက်မီးလောင်တိတ်သိမ်းခံရတော့မယ့်အခြေအနေတို့ဆက်ရောက်သွားပါပြီသူတို့လည်းတယူသေးတန်းကြံမိကြံရဖြစ်ကြောက်မဲ့ဖွယ်ရဲ့မီးတော်မီအန်ဒီယမ်မှလွှဲရလွှတ်ကြောင်းတော်ကြီးမြတ်မဲထဲဆွတ်ပြေးခဲ့ကြပြန်မှာတော့ဒီတင်မဲနဲ့လိုက်တန်းပြေးတန်းကြည်စံရင်အပြေးပြိုင်တာလို့လဲဆိုနိုင်ပါသည်နောက်ဆုံးတော့မိအဟတ်ခံရသည့်တန်ရာတွေနဲ့တကိုယ်လုံးမဲသေးလျက်အသက်ကိုအလူအယက်ရှူရလောက်အောင်အမောဟိုက်ရင်ကပင်လက်ကန်းချေသို့လွတ်မြောက်နိုင်ခဲ့ပါ၏ဧကရာပေါင်းများစွာသောတောကြီးတတော်လုံးကတုံးဝုံဖြင့်မီးလောင်ခြင်းတိုင်းလောင်ကောင်းဆဲအထက်ကောင်းကင်တစ်ခုလုံးပင်နီးရဲနေပါတော့၏အပူတန်ကပြင်းထန်
ပြင်းထွန်လွန်းမကပြင်းထန်၍မခံမရနိုင်အောင်ပူလောင်ခြင်းမှာလူသားစားငမန်းငအုပ်ကြီးစောင့်ကြနေသောရေထဲသို့ခုန်ချဖို့မောင်းထုတ်နေသည့်အလားတိုးလင့်ကစားစိမ့်စိမ့်ဆိုဆိုဆွန်ပလင်ပင်များကသူတို့ကိုမိဘေးမသိအောင်ကယ်လိုက်ကြ၏ကန်ကြီးလာကြပင်အသက်ချမ်းသာရာရခဲ့ခြင်းဖြစ်၏ထိုမှနောက်သုံးပတ်တည်းအန်တင်းမန်သွင်း၍ရတနာတိတ်ကိုဆက်ရှာခဲ့ပါတော့လဲဇာမဲကွန်ခင်ပဲရရှိခဲ့သည်များမှာကြောက်တံပရများတွေတော့မဟုတ်ချေသွေးလူနေသောခြေတစုံခြေတော်အစုံပိတ်ရွက်နေသောလက်သေးများမိဟက်ခံထားရပြီးမီးလောင်ဖူးပေါက်ခဲ့ရသောကြောပြင်ကြီးသာအမျက်ထွက်ခဲ့ရခြင်းဖြစ်ပါသည်သူသည်အင်္ဂလိပ်လူမျိုးမီလီယနာတထေးကြီးတယောက်ဆိုတာထက်အကျဉ်းခံထောင်သားတယောက်ရုပ်ပေါက်နေခဲ့ပါသည်တကူလုံးမြင်မကအောင်စုပ်ပြတ်၍ခြေကုံလက်ပန်းကျနေကအဖျားလဲဝင်နေပါလေပြီသူ့အဖို့အိမ်ပြန်လို့စောတာဖိစီးနေပါတော့၏ဒါပေမဲ့ကျွန်တော်ကိုပြောပြရင်နေရင်ကတကယ်လို့အခွင့်သာလျင်မာယာများသောထိုကိုကျွမ်းတို့တစ်ခေါက်ပြန်သွားပြီးမကြေပွဲနှွဲလိုက်ခြင်းသေးကြောင်းရတနာတိတ်ကြီးကိုကျင်းသေးတွေ့ရှိမိဟုယုံကြည်ကြောင်းမြည်တမ်းခဲ့ပါသည်သူကတစ်ဆက်တည်းဆိုသလိုခမားသိတဲ့အတိုင်းပဲကျွန်တော်ကဘာတစ်ပတ်ပတ်ပြီးစွန့်စားရတယ်ဆိုတာဘာမှပြောပါတော့တာမှမဟုတ်တာတကယ့်ကိုအားမရသေးဘူးလေဗျာတဲ့အော်အာကဆွဲနဲ့တက်တိခွဲတယောက်ပါလားဟုတ်ကဲ့ပါရှင်အထုပ်ပတ်ဒီလေးကတော့ဒီမှာပဲပြီးပါပြီနားဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီကိုထူပဲကျေးဇူးတင်ရှိပါတယ်နတ်တာ